သမီးကအရင်ရုပ်ဆိုးတာပဲလှလည်းမလှပဲဘလို့လိမ့်လာတာလဲစစ်စင်ရဲ့ကျမနာမည်ဆင်ကျွေးလာတယ်။ဒီနေ့ခေါ်ရရင်စင်စင်ပေါ့။ဒီအိမ်မှာတော့အဖေဆုံးပြီးတဲ့နောက်အဖေယူလိုက်တဲ့မိတွေနဲ့ဒီသမီးမြောင်နဲ့တူတူနေရတာ မလေးငါသမီးလေးတွေကလေအရန်ချောလိုက်တာကွယ်သူများတွေနဲ့များကွာပါ ။အဖွားကြီးကအားနေစောင်းပဲပြောနေတာ။အကယ်နေဆေးရပြန်ပြီ။ဒီဝစ်တွေလည်းရှော့ပြန်ပြီ။ကဲကြည့်ခုလည်းဈေးဝယ်ခိုင်းပြန်ပြီ။အိမ်မှာ butterfly မွေးစီကုန်နေလို့တဲ့။အစင် ကြားရလားမ